ra နဲ့စတဲ့စကားလုံးက right now ဆိုတာကလာမယ့်နှစ်နော် right now ဆိုတာကလာမယ့်နှစ်ကိုပြောတာပြီးရင် right shoe ဆိုတာကလာမယ့်အပတ်နော်လာမယ့်အပတ်အဲ့တော့ right ဆိုတာလေးကိုမှတ်တာ right right ra နဲ့ e နဲ့ right ဆိုတာလာမယ့်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့လာမယ့်နှစ်ဆိုရင် right now လာမယ့်အပတ်ဆိုရင် right shoe shoe ဆိုတာအပတ်ကိုပြောတာနော်ပြီးရင် raku နော် raku ဆိုတာကတက်တောင့်တက်တာဖြစ်တော့နော် raku ဖြစ်တာနော် comfort ဖြစ်တာနော်တက်တောင့်တက်တာဖြစ်တော့က raku အဲ့တော့သုံးလုံးပဲရှိတယ်နော်ဖတ်မယ် right now လာမင်းနဲ့ right shoe လာမင်းအပတ် ဟုတ်ပြီ raku တက်တောင့်တက်တာဖြစ်တော့ ခုတော့တာဖြစ်တော့ ဟုတ်ပြီဖတ်ကြည့်ပါဦး right now လာမယ့်နှစ် လာမင်းနဲ့လာမင်းရှုလာမင်းအပတ် ခုတော့တာဖြစ်တော့ yaku မဟုတ် raku raku တက်တောင့်တက်တာဖြစ်တော့ဟုတ်ပြီနောက်တစ်ခု re လေးသွားမယ်နော် re ကို re နဲ့စတဲ့စကားလုံးလေးတွေသွားမယ် re ကကြတော့ re နဲ့ on နဲ့ဆိုတော့ ringo နော် ringo ဆိုတာပန်းသီး ringo ပန်းသီးနောက်တစ်လုံးလိမ္မော်သီးမှာမှတ်ဒါမဲ့ re နဲ့စတာတော့မဟုတ်ဘူးဘေးနားလေးမှာမှတ်လိုက်မိကန်နော်မိလေးနဲ့ကန်လေးနဲ့အခုရေးပြပေးမယ်နော်မိကန်ဆိုတာလိမ္မော်သီးမိရဲ့ခအောင်မှာစံစီတို့ on လေးပေါင်းမယ်အဲ့တော့ mi kan kan မိကန်ဆိုတာလိမ္မော်သီးနော်အဲ့နာမှာမှတ်ထားနောက်တစ်လုံးစလုံးတိုးအောင်နော်မိကန်လိမ္မော်သီးလိမ္မော်သီးနော်အဲ့ဒီခွာကျတော့အောက်ကိုဆက်သွားမယ်ပြီးရေးလိုက်ပါဦးပြီးရင်ပြောringo ပန်းဒီ မိကန်လိမ္မော်သီးနော်နှစ်ခုမရောနဲ့နော်အသီးနှစ်ခုမရောနဲ့နောက်တစ်ခါကျတော့ re လေးရဲ့ရော့လေးကတေးသေးလေးစမ်းရေးထားတာနော်အဲ့တော့ re နဲ့ရော့နဲ့ဆိုတော့ riot လို့ထွက်တယ်နော် re နဲ့ရော့နဲ့ကျတော့ riot ရဲ့ခိုးကိုနောက်ကဥထည့်ရင်စမ်းစီလို့တန်ရှည်ပုံစံပြောရမယ်နော်တန်ရှည်ပုံစံထွက်ကမယ်ပြောဘူးလေနော်အဲ့တော့ခိုးလို့ထွက်တယ်အဲ့တော့ riot ခိုးရော့ခိုးရော့ခိုးမဟုတ်ဘူးနော်ရှာလေးကိုလိတ်ထွက် riot ခိုးအေးနော်နောက်ကြရင်အတန်ထွက်မှန်သွားလိမ့်မယ်နော်နည်းနည်းဖတ်တတ်အောင်ဖတ်နော်အဲ့နော် riot တော့ riot နော် riot ခိုးခီးသွားခြင်းနော်အဲ့တော့ shumiwa nandes ကဝါသနာပါလေနော်အဲ့တော့ခီးသွားခြင်းဖြစ်တယ် riot ခိုးဝါတရှိနော shumiwa riot ခိုးikuko to das riot ခိုး das စသဖြင့်ခီးသွားခြင်းဖြစ်တယ်လို့ပြောလို့ရတယ်နော်ရမယ်နော်ပြီးသွားရင်နောက်တစ်လုံးre လေးနဲ့ u လေးနဲ့နောက်တစ်လုံးက reuse ဆိုတာကအကြောင်းရင်းနော် reuse ကိုရွတ်တဲ့ခရာဆိုင်အကြောင်းရင်းကိုပြောပါဒါပါတော့အနားယူခြင်းနဲ့ဒီနေ့ဝါတရှိ今日は休みたいです今日は休みが欲しいですဒီနေ့နားယူခြင်းနဲ့အဲ့ဆို reuse ရွတ်တဲ့ခရာဆိုင်休みたい reuse は何ですか reuse အနားယူခြင်းနဲ့အကြောင်းရင်းကဘာလဲ reason ပေးဘာဖြစ်လို့လဲခေါင်းကိုက်လို့လားဖျားလို့လားအနေမကောင်းလားဘာဖြစ်လဲစသဖြင့်เนาะအဲ့လိုမျိုး review အကြောင်းရင်းကိုမေးတာ reason ကိုမေးတာเนาะ review ဟုတ်ပြီအဲ့တော့ပြန်ဖတ်မယ်เนาะ ringo ပန်းသည် ryokko ခရီးသွားခြင်း ryokko review အကြောင်းရင်း review အကြောင်းရင်းဟုတ်ပြီ okay เนาะနောက်တစ်ခုသွားမယ် ru နဲ့စတာလေးเนาะ ru နဲ့စတာကျတော့ rusu တဲ့เนาะ ru လေးနဲ့ su လေးနဲ့ rusu ဆိုတာကအိမ်မှာလူမရှိတာเนาะ rusu ဆိုတာအိမ်မှာလူမရှိဘူးအိမ်မှာတယောက်မှမရှိတာမျိုး rusu လို့သုံးတယ်เนาะပြီးရင် rusu ဟာကိုတနန်တယ်เนาะဘာလေးနဲ့ only နဲ့ဆိုတော့ rusu ban နဲ့เนาะ rusu ban ဆိုတာကလေလူတွေဘာတွေမရှိဘူးဖုန်းကဝင်လာတယ်အဲ့မှာကိုကအတန်ဖိုင်ထားခဲ့တာမျိုးပေါ့เนาะအတန်ထားဒီ auto ဖုန်းကပြန်ဖြေပေးတာပေါ့နော်အတန်ဖိုင်ထားခဲ့ပါစသဖြင့် rusu ban လို့ခေါ်တယ်လူမရှိတဲ့အခါမှာဖုန်းက auto ဖြေချတဲ့ဟာကိုပြောတာเนาะအဲ့လိုမျိုးအဲ့ဒါကို rusu ban လို့ခေါ်တယ်เนาะနောက်တစ်ခါကျတော့rusu ban အောက်ကဒန်းဝလေးပါထည့်ပြောရရတယ် rusu ban ဒန်းဝဆိုတာကဖုန်းကိုပြောတာเนาะအဲ့တော့ဒီဖုန်းစမ်းစီတို့ဖုန်းဆက်တဲ့ဒီကြိုးဖုန်းတွေเนาะဒီ hand ဖုန်းတွေအကုန်လုံးဒန်းဝသုံးလို့ရတယ်เนาะဒန်းဝနော်ဟုတ်ပြီနော်အဲ့တော့ rusu bandan က ru နဲ့စတာအတိတ်တော့မရှိဘူးနော်အဲ့လောက်ပဲ rusu bandan ကနော်အဖိုင်လောက်မှာအဲ့လောက်ပဲရမယ်နော်အဲ့တော့ဖတ်ကြည့်ပါအောင် rusu
Rusu အိမ်မှာလူမရှိ အိမ်မှာလူ ဘူး မရှိခြင်း လူစုပန် Rusu ပဲအဲ့တော့ဖောက်ပြေးကြခြင်း ဟုတ်ပြီနော်ရမလား ဟုတ်လား တန်းဝဆိုတာ ဟုတ် တယ်လီဖုန်းနော်โอเค ဟုတ်